မင်းသားကြီးဝင်းဦးနဲ့တပုံစံနဲ့တူတဲ့ရုပ်ရည်ကြောင့်တနိုင်ငံလုံးကဝမ်းရှိနေကြတဲ့အောင်စမှုလက်ရှိအရန်အောင်မြင်နေတဲ့အောင်စမှုရဲ့ရုပ်ရည်ကိုကြည့်လိုက်ရင်အရှိန်အဝါတစ်ခုခုရှိနေတယ်လို့မျိုးခံစားမိကြပါတယ်။တာမန်ရုပ်ရည်မျိုးမဟုတ်ဘဲနဲ့ထူးခြားလာတဲ့မျက်နှာအသွေးမြင်အနေထားကတကယ်တော့တစ်ချိန်ကအရန်အောင်မြင်ခဲ့တဲ့မင်းသားကြီးဝင်းဦးနဲ့ချွတ်ဆွတ်တူနေတာလည်းဖြစ်ပါတယ်။တချို့ကတော့ကိုရီးယားမင်းသားလေးလီမင်ဟိုနဲ့တူတယ်ဆိုပြီးတော့ပြောနေကြပေမဲ့လေတကယ်တော့မြန်မာရုပ်ရှင်လောကရဲ့အရှင်ဘီရင်ကြီးမင်းသားဝင်းဦးနဲ့တူနေတာအမှန်ပါပဲအထူးသဖြင့်မျက်နှာအပေါ်မှာရှိတဲ့မှဲ့လေးကအစားပြုံးလိုက်တဲ့အမူအရာဟပ်ပန်လေးတွေကပါခွဲခြားလို့မရတော့အောင်တူနေတာကိုတွေ့ရပါတယ်စပင်အရှင်တဲ့တုန်းကသိပြီးတော့မသိတာပေမဲ့မျက်နှာကိုပို့ပြီးပေါ်လွင်အောင်စပင်အတိုလေးညှက်လိုက်တဲ့အခါမှာတော့တကိတခါကမင်းသားကြီးဝင်းဦးများအသက်ပြန်ရှင်လာသလားဆိုပြီးတော့လောင်ထင်ရတဲ့အထီကိုတထက်ထဲကိုတူညီသွားတာလည်းဖြစ်ပါတယ်ဒါကြောင့်မလို့လဲအောင်စမှုဆိုပြီးတော့ဇက်သမင်လောကပေါ်ပင်လာကလေးကထူးခြားတဲ့အချိန်အဝါနဲ့ပြည်သက်တွေရဲ့အခြေအာရုံကိုဖန်ဆားထားရလဲဖြစ်ပါတယ်အခုဆိုရင်တော့1980ကျော်နှစ်တွေကမြန်မာရုပ်ရှင်လောကမှာအရန်အောင်မြင်ခဲ့တဲ့မင်းသားကြီးဝင်းဦးလိုမျိုးစက်ရင်မိုးကလည်းအနုပညာလောကမှာအောင်မြင်နေတာလည်းဖြစ်ပါတယ်သူရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးကိုကြည့်လိုက်မယ်ဆိုရင်လေတကယ်ကိုပါဝင်ပြေဝတဲ့တရုပ်ဆောင်ပုံစံတွေကိုတွေ့ရမှာပါတာမန်စက်မင်းသားတယောက်မဟုတ်ဘဲနဲ့စက်သမင်လောကမှာရောရုပ်ရှင်လောကမှာပါစစ်မှန်တဲ့အရေးအသွေးပြေဝနေတယ်ဆိုတာအောင်စမှုပါပဲဒါကြောင့်လဲလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကွယ်လွန်ဆုံးမသွားပြီးပြည်သက်တွေလွှမ်းမောတန်းထားနေတဲ့မင်းသားကြီးဝင်းဦးကိုအစားပြန်လည်ရရှိလိုက်သလိုပါပဲအောင်စမှုရဲ့ရုပ်ရည်အနေအထားအပြုံးလေးကအစားတရုပ်ဆောင်ပုံစံတွေရဲ့အထိအားလုံးကမင်းသားကြီးဝင်းဦးအသက်ပြန်ရှင်လာသလားလို့တော့ထင်ရလောက်အောင်ပါပဲဒါကြောင့်မလို့တနိုင်ငံလုံးကပြည်သက်တွေကအောင်စမှုကိုတွေးလိုက်တာနဲ့မချစ်ပဲမနေနလားအောင်ကိုဖြစ်နေကြပြီးတော့အားရပါးရကိုအားပေးဝင်းရနေကြရလဲဖြစ်ပါတယ်အောင်စမှုကလည်းရုပ်ရည်တွေမဟုတ်ဘဲနဲ့အနုပညာပါရမီအရေးချင်းတွေနဲ့ချစ်ဆက်ပွဲပုံစံလေးတွေကအစားမင်းသားကြီးဝင်းဦးရဲ့အမွေကိုစက္ကန့်ထားတာကြောင့်အောင်မြင်မှုအတိုင်းအတာကတော့လက်ဖြားခါတော့ရပါတယ်အခုဆိုရင်တော့ရုပ်ရှင်ဇာတ်ကားကြီးများစွာကိုခေါင်းဆောင်မင်းသားနေရာကနေရိုက်ကူးနေရတာလည်းဖြစ်ပါတယ်ကြော်ညာပေါင်းများစွာကိုလည်းဥဆောင်ရိုက်ကူးနေရပြီးဆိုင်ဖွင့်အခမ်းအနားများစွာမှာလည်းအောင်စမှုရောက်ရှိသွားတာနဲ့တင်တဆိုင်လုံးကုန်တဲ့အထိကိုရောင်းအောင်တွေမြင့်တက်သွားတာကသူ့ရဲ့အစွမ်းစားပါပဲဒါကြောင့်ရုပ်ရှင်လုပ်တွေစက်သမင်လုပ်တွေနဲ့ပွေးတက်ရတာတွေအလုံးကြားထဲမှာလက်မလည်နိုင်လောက်အောင်အလုပ်များပေမဲ့အောင်စမှုကတော့အချိန်ဟောပြပြနဲ့ကိုစူးစမ်းနေတာပါအခုလိုအောင်မြင်မှုအတိုင်းအတာနဲ့ဆိုရင်တော့တိတ်မကြခင်အချိန်တွင်းမှာမြန်မာရုပ်ရှင်ထူးချွန်စုအကယ်ဒမီရွှေစင်ရုပ်ထုကြီးကိုလည်းသိမ်းပိုက်ရရှိသွားမှာပဲဖြစ်ပါတယ်ဒါကသူ့ရဲ့စစ်မှန်တဲ့အရေးချင်းတွေကြောင့်ဖြစ်ပြီးတစ်ချိန်ကမင်းသားကြီးဝင်းဦးလိုမျိုးကိုယ့်ရဲ့အောင်မြင်မှုလမ်းကြောင်းကိုကိုယ်တိုင်ဖောက်ပြီးတော့စူးစမ်းခဲ့ရတဲ့ရလဒ်တွေပါပဲအမှန်တိုင်းပြောရရင်တော့တကယ့်တခါကနာမည်ကြီးမင်းသားဝင်းဦးတောင်မှအောင်စမှုလောက်မအောင်မြင်ခဲ့ရပဲကွယ်လွန်သွားခဲ့ရတာလည်းဖြစ်ပါတယ်အောင်စမှုကတော့ဒီခေတ်မှာပြိုင်ဘက်ကင်းမင်းသားအနေနဲ့အကယ်ဒမီမင်းသားတွေအားလုံးကိုကြော်တက်ပြီးသူကိုယ်တိုင်အောင်မြင်မှုပန်းတိုင်ကိုရှောင်လန်းနေတာလည်းဖြစ်ပါတယ်ပြည်သက်ကျူရဲ့အမြင်မှာရောအောင်စမှုရဲ့ရုပ်ရည်နဲ့တရုပ်ဆောင်တဲ့ပုံစံတွေကိုကြည့်ပြီးတော့မင်းသားဝင်းဦးနဲ့တူညီနေတယ်လို့ထင်မိသလားဆိုတာမိမိရဲ့အမြင်လေးကိုလည်းခေါင်းမမရေးသွားပေးခဲ့ကြပါအောင်ရှင်